နည်းနည်းလေးလိုက်ပြပေးခြင်းနဲ့ပေါ့နော်ဒါကြောင့်မို့အားလုံးပဲလိုက်ကြည့်ကြဖို့ဖိတ်ခေါ်ပါတယ်ရှင်ကဲဒီမှာလေးတွေပါဒါကျတော့စညိုရမနေ့ရတော့မှရောက်တဲ့ရှားဆောင်လက်ပတ်အထုပ်လေးတွေပေါ့နော်ကတော့ဒါလေးတွေဆိုတော့ဒါစညိုကြည့်နေပါပေါ့နော်အရေးတကြီးနဲ့ energy လေးယူနေရချစ်စရာလည်းအရန်ကောင်းတယ်တွေ့တဲ့ရပိုးရတာလည်းအရန်လွယ်တယ်အစာအိမ်မားတွေ dress ညိုကတီးတန့်ဝယ်ပေးထားတာပေါ့နော်ကဲလို့ကိုယ့်ရဲ့ခန္ဓာကိုယ်ထဲမှာအစိတ်တောက်တွေရှင်းကျင်တာပဲဖြစ်ဖြစ်အစိတ်တောက်ပြဲကျင်တာပဲဖြစ်ဖြစ်ဒါလေးကိုတောက်ပေးလို့ရတယ်ကြောက်ကဓမ္မအစာအိမ်ဓမ္မခဏဖျားနာတဲ့လူဒါလေးကိုတောက်ပေးနော်ဒါလေးတွေကတော့ဒါကျမတို့ဒါစင်လေးတွေလုပ်ရင်းနဲ့ပေါ့နော်ပစ္စည်းလေးတွေခဏထုတ်ထားတာလေးပေါ့ဒီကကြတော့ပေါ့နော်ကတော့ fiber as လေးရဆိုရင်တော့ဒါဆိုလို့ဝမ်းချုပ်တဲ့လူတွေဥရှင်းကျင်တဲ့လူတွေအတွက်ဖြစ်ပါတယ်ရှင်ဒါလေးကတော့တကိုယ်တည်းတောက်ပနေတာပါသူ့ရဲ့ရှားဆောင်လက်ပတ်ပလင်းလေးမနစ်ပြန်ကြံတော့လီတာမက်ခိုင်တင်းထွေးကမှားတာလို့ပေါ့နော်ဒါလေးကိုဒါစညိုကမနစ်ပြန်နေပြီးတော့ကိုဒလီနဲ့တင်ပေးမှလည်းဖြစ်ပါတယ်ဟိုးဘေးနာလေးကကြတော့ fight တို့ပြီးတီတော့ပေါ့နော်စညိုတို့မြန်မာနိုင်ငံထဲဟိုတောင်မှရောက်တာမကြသေးဘူးဒါကတော့ထိုင်ကနေမှားထားတာလေးပေါ့နော်မြန်မာနိုင်ငံရုံးမှာဆိုရင်တော့မရှိသေးဘူးတောက်လို့တော့အရန်ကောင်းတယ်ဒီလားအရှာတာတော့ special ပဲသူကကြတော့အငံတက်တွေပေါ့နော်ဆိုဒီယမ်တက်များတဲ့ဟာတွေကို short ရှာပေးတဲ့ဟာလေးပါဒီကတော့ဒါစညိုရဲ့မျိုးသားအကြိုက်ဂျိုင်းလေးစီလေးပေါ့နော်ဆက်မော်ကထုတ်တဲ့ဂျိုင်းလေးစီလေးပါဂျိုင်းချွေးနဲ့အရန်နန်းတာတွေကိုတက်တာစေတဲ့အနံလေးရလည်းပြင်းတယ်လို့တော့မပြောလို့ရဒီလားအနံပြင်းကြိုက်တယ်ဆိုရင်တော့ဒီကောင်လေးကိုတော့အနံပြင်းတာမကြိုက်ရင်တော့စညိုတို့လက်ဟောင်းလေးကိုပဲသုံးပေးနော်ဘူးရှိလေးနဲ့ရှိတယ်ကဲဒါလေးကတော့ fight to wheel လေးပေါ့နော်သူကတော့တဖာနဲ့ကြံနေသိလားဒါကတော့ဒါစညိုတို့ဖြစ်တတ်တယ်ပေါ့နော်အချိန်တိုင်ရင်တော့ပိုင်ရှင်ပေါ်လာမယ်လို့ဒါစညိုယုံကြည်တယ်ပေါ့နော်ဒါလေးကတော့ micro swine နဲ့ aspera gel လို့ခုနကပြထားတဲ့လေးပေါ့နော်ဒါလေးကတော့ဒါစညိုတို့ပစ္စည်းတော့မရှိဘူးဒါလေးအလှလေးပဲပြထားတာကိုဘူးလေးရဆိုရင်တော့နှစ်ဖာရှိတယ်ပေါ့နော်โอเคပါရှင်လိုအပ်တယ်ဆိုရင်တော့မှာလို့ရတယ်အားပေးလို့ရတယ်ဒါလေးကတော့မြန်မာနိုင်ငံထုတ်တဲ့ local brand လေးဒူးကြောက်ချင်းတဘာဝကြောက်ချင်းဆက်ပြလေးပေါ့နော်သူကကျတော့အမျိုးသမီးအနံ့ဆိုမိမကိုအနံ့ဆိုထွက်တာလေးကိုတော်တော်လေးတတစေတဲ့ဆက်ပြလေးပါဒါလေးဆိုတော့စညိုတို့လူတိုင်းကြိုက်ပြီးတော့ရောင်းမလောက်ဖြစ်နေတဲ့ moisturizer လေးဒါစညိုပို့မယ်ဆိုပြီးလှုပ်ထားတာပေါ့နော်မပို့ပြစ်တာသိလားမပို့ပြစ်တာလောက်တော့မလောက်တော့ဘူးရွာကိုပို့ရမှာပေါ့နော်ဒါလေးကတော့ AC ကထွက်တဲ့ AC မျက်နှာတဲ့ခုနကအနံ့ပြင်းတာမကြိုက်ဘူးဆိုတဲ့လူတွေအတွက်အနံ့မပြင်းချင်ဘူးဆိုရင်ဒီအယောင်လေးကိုတော့ဒါအနံ့သိမ့်မပြင်းပဲနဲ့ကောင်းတယ်ဒါကတော့စညိုကတော့ယောက်ျားလေးသုံးပေါ့နော်မိုးဒါတော့မိန်းကလေးသုံးပေါ့နော်ဒါစညိုကမိန်းကလေးဖြစ်တဲ့အတွက်ဒါလေးသုံးတယ်ယောက်ျားလေးဆိုရင်ဒီအယောင်လေးကိုသုံးလို့ရပါတယ်ရှင်အားလုံးကိုကျေးဇူးတင်ပါတယ်ဒါလေးလာပြတာပါ